ကဲနော်ကိုချမ်းရဲ့ကိုမရဲ့အားလုံးမညာညာချမ်းလေးပါလို့ကိုချမ်းဥတာကတော့2ခုဆက်တာပါဗျာနော်30ရက်6လ2015မှာ4ရက်9လ2015အထိတပတ်စာချုပ်ကတ်တွေဖြစ်ပါဗျာနော်တပတ်စာချုပ်ကတ်တွေအပိုင်းတိုင်းတင်ပေးနေတဲ့တပတ်စာကတ်တွေဖြစ်ပါတယ်ဗျာနော်အားပေးရဆိုရင်ကိုချမ်းရဲ့ YouTube channel လေးကို subscribe မလုပ်ပါစေကိုမရဲ့ subscribe လုပ်ပါပြီခေါင်းလုံးလေးနှိပ်ပြီး like လက်မရဝိုင်းအောင် share ပါပေးပါအောင်ဗျာနော်ခုမကျော်ပတ်သီးဒီ3ပတ်သီးပါမပြောက်ပတ်သီးဒီ10လေးလုံးအခွေအပူပါတော့1469အခွေပါပရိတ်ဒီ35ပရိတ်ဖြစ်ပါတယ်ဗျာနော်တပတ်စာတော့ပရိတ်ဒီ35ပရိတ်ပါဝေဘကတော့1419 6065 64ဆိုတော့မွေးကနန်း6ကွက်ဖြစ်ပါတယ်ဗျာနော်ကိုချမ်းမကအကောင်းဆုံးတရားခိုင်တော့အာမခံလာတော့မေးအာမမခံပါဘူးဒါတရားခိုင်တော့ဖြစ်အောင်ကိုချမ်းမကကြိုးစားရတဲ့ကဏ္ဍလေးဖြစ်ပါဗျာနော်ကိုမတွေဝယ်ထိုးမှာဆိုတော့ကိုချမ်းဘက်ကနေပြီးတော့ကဏ္ဍများကိုအခမဲ့လာပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်ဗျာနော်စေတနာလေးကိုနားလည်ပေးကြပါဗျာနော်သုံးလုံးခွေလေးရတော့96ခုခွေပါဗျာနော်သုံးလုံးခွေနဲ့ဝယ်ထိုးပြရမလို့ပါဘူး96ခုခွေလေးပါဗျာနော်9966ခုခုအပူးပါပါတယ်ဗျာနော်965ခု6ခုစာရိုးလိုက်ပါဗျာနော်ဒီဘတ်စာကတ်တွေဒီဘတ်စာကတ်အတန်းတွေကကိုမတွေကြိုက်တဲ့အတန်းကိုလိုက်ပါဗျာနော်ခုပတ်တီးလိုက်တဲ့ကိုမတွေကခုမကျော်လိုက်မယ်ဆိုရင်3ကိုလိုက်ပါမပြောက်ပတ်တီး3လိုက်မယ်ဆိုရင်ကိုမတွေက10ကိုလိုက်ပါဗျာနော်၄လုံးခွေလိုက်မယ်ဆိုရင်ကိုမတွေက146ကိုခွေလိုက်ပါဘရိတ်လိုက်မယ်ဆိုရင်ကိုမတွေက35ဘရိတ်ကိုတွဲလိုက်ပါမွေးဘက်လိုက်မယ်မွေး6ဘက်ကတော့1419 6065 64ဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်ဗျာနော်သုံးလုံးခွေအပူပါလိုက်မယ်ဆိုတော့ကိုမတွေကတော့96ခုခွေလေးကိုလိုက်စိတ်တင်ပါတယ်နော်အပူလေးပါမမေ့ပါနော်အပူလေးပါထည့်ပါဗျာနော်ဗိုင်ဘာနံပါတ်လေးကတော့3992566313ပါဖြစ်ပါတယ်ဗျာနော်ကိုချမ်းမမမခေါ်ပါဘူးနော်ကိုချမ်းပေါက်ပေးတည်တံမဲ့လုပ်ပါဗျာနော်မမမခေါ်ပါဘူး Telegram channel ဝင်နေဆိုတော့ကိုမတွေကကိုချမ်းရဲ့ YouTube channel လေးရဲ့ profile ကိုဝင်နှိပ်လိုက်ပါနှိပ်ပြီးအောက်ကိုဆွဲချလိုက်ပါဗျာနော်မ Telegram channel ဝင်လို့ရပါဗျာနော်အဲ့လိုမလုပ်တော့ဘူးဆိုတော့ကိုမတွေကဝင်တော့ဘူးဆိုတော့ကိုမရ Telegram ဆက်ရှာပါမှာအရှိရ A ခံပြီးတော့ကိုချမ်း613လို့ဆိုရိုက်ချလိုက်ပါတွေ့ပါဗျာနော်ဒါကြံခဲ့တဲ့ဘက်ကအောင်မြင်ခဲ့တဲ့ဟာတွေကိုကိုချမ်းပြပါမယ်နော်23ရက်နောက်15မှာ29ရက်နောက်15တွေကိုအောင်မြင်ခဲ့တဲ့ကတ်တွေကတော့ခုမကျော်ပတ်တီး2မပြောက်ပတ်တီး1 3489အခွေ64ပရိတ်4ပရိတ်အောင်ခဲ့ပါတယ်နော်ဝေကနန်းက3989ဆိုတဲ့ကဏ္ဍနှစ်ကွက်ထွက်ခဲ့ပါတယ်ဗျာနော်ဒီခွေလေးကတော့ပြတ်သွားပါတယ်ဗျာဒီခွေလေးကမလာခဲ့ပါဘူးအဲ့တော့ကိုချမ်းကအလုံးရတောင်းပါပါတယ်ကိုမတွေကိုဒီဘက်တော့ကတော့ဒါအပိုင်တီးမဲ့အပိုင်တီးပါဗျာနော်အပိုင်တီးပါကတ်ပါအပိုင်တီးရမဲ့ကတ်တွေပါဗျာနော်ဝယ်ထိုးစရာမလိုပါဘူးဗျာနော်ဝယ်ထိုးတဲ့ကိုချမ်းကိုပေါင်းတယ်ဗျာချမ်းမပေးတင်ရမလိုပါဘူးနော်ဒါစေတနာတီးတတ်နဲ့တင်ပေးတဲ့ကဏ္ဍလေးဖြစ်ပါတယ်ဗျာနော်30ရက်6လနောက်15မှာ4ရက်9လနောက်15အထိတပတ်စာကတ်တွေဖြစ်ပါတယ်ဗျာနော်ခုမကျော်ပတ်တီးတီ3မပြောက်ပတ်တီးတီ10လေးလုံးခွေဘူးပါက1469အခွေဇာတို့ပရိတ်က35ပရိတ်မွေး6ကွက်မွေးကနန်း6ကွက်က1419 6065 64ဆိုတဲ့မွေးနဲ့6ကွက်ကိုအာပြီးတော့မွေးကြရပါတော့အာပြီးတော့မွေးထိုးပါဗျာနော်သုံးလုံးခွေဘူးပါတော့96ခုခွေဖြစ်ပါဗျာနော်965ခု6ခုအာ9966ခုဆိုတဲ့ကနန်းလေး6ကွက်ကိုစားတူအားပြီးတော့လိုက်ပြီးတော့ကစားပါဗျာနော်စားတူလိုက်ကစားပါဗျာနော်မထွက်စရာအကြောင်းမရှိပါဘူးနော်ကိုချမ်းမကအတက်နိုင်ဆုံးကဏ္ဍများထွက်အောင်စေတနာထားပြီးတော့ free တင်ပေးပါဗျာနော်အကောင်းဆုံးပဲကြိုးစားပေးပါဗျာနော်ကိုချမ်းအားပေးဆိုရင်YouTube channel လေးကို like လက်မလေးမနေ့ကဆို like လက်မလေးနှိပ်ပြီးတော့ subscribe မလုပ်ပါစေကိုမလည်း subscribe လုပ်ပါပေးဝိုင်းဝန်းပြီးတော့ share မှုလေးနဲ့ကူညီပေးပါဗျာနော်နားလေးပါဗျာနော်ဒါကတော့ကိုချမ်းမန်ဘာကတ်တွေဖြစ်ပါတော့မန်ဘာတပတ်စာပေါက်ပေးကတ်တွေဖြစ်ပါတော့မန်ဘာတီးတံပေးတဲ့ကတ်တွေပါအင်္ဂါမကျော်ပတ်တီးတစ်လုံးတင်ခွက်၄ခွက်ပါပါတယ်ပေါက်ပေး3000ကျပ်ပါဗျာနော်တပတ်စာပရိတ်တစ်လုံးတင်ခွက်၄ခွက်ပါပါတယ်ပေါက်ပေး3000ကျပ်ပါဗျာနော်တပတ်စာအပိုင်မွေးလေးခွက်ကတော့ပေါက်ပေး3000ကျပ်ပါဗျာနော်ဒီအင်္ဂါမကျော်ပတ်တီးပရိတ်တစ်လုံးဝေး၄ခွက်အဲ့တော့ကိုချမ်းမကဒီကဏ္ဍနေအတွက်ကိုချမ်းမကတရားခိုင်လုံးအာမခံပေးထားပါဗျာနော်မထွက်စရာအကြောင်းမရှိပါဘူးယုံကြည်စွာကိုချမ်းစီမှာကဏ္ဍလာလို့ရပါတယ်အင်္ဂါမကျော်ပတ်တီးဒီတရားခိုင်လုံးထွက်ပါမယ်အရင်ဘက်ကလည်းထွက်ခဲ့ပါနော်ပရိတ်တစ်လုံးကလည်းတရားခိုင်လုံးအာမခံပါနော်ဒီဘက်စာပရိတ်တစ်လုံးကလည်းအထူးထွက်ပါဗျာနော်တရားခိုင်လုံးအာမခံပါတယ်တပတ်စာအပိုင်မွေးလေးဘက်ကလည်းပေါက်ပေး3000ချက်ပါဗျာနော်ဘက်ကတ်ယူ3000ချက်ပါဗျာနော်တရားခိုင်လုံးအာမခံတဲ့ကတ်တွေဖြစ်ပါတယ်ဗျာနော်
တိုင်းနေတဲ့လို့လိုချင်တဲ့ဆိုတဲ့ကိုမတွေကအင်္ဂါမကျော်ပတ်တီလိုချင်တဲ့ဆိုတဲ့ကိုမတွေတပတ်စာပဲတုံးလိုချင်တဲ့ကိုမတွေတပတ်စာအပိုင်မိုးတို့ကလိုချင်တဲ့ကိုမတွေကကိုချမ်းရဲ့ Viber number 3992568613ကိုဆက်သွယ်ပြီးတော့ Viber မှာပေါက်ပေးကက်လာလို့ရပါတယ်ဗျာเนาะအဲ့ဒါလေးကိုချမ်းလာပြောတာပါ Telegram နဲ့ဆိုလဲ A ကိုချမ်း131ဆိုပြီးတော့စကြောင်းမှာရိုက်ပြီးတော့ဆက်သွယ်ပြီးတော့လာလို့ရပါတယ်ဗျာเนาะခဏမှတော့ကိုချမ်းမကတရားကန်တော့မဟုတ်တော့90ကန်တော့အာမခံထားပါတော့ဒီကတ်တွေဘက်ကတော့ကိုချမ်းမကတရားကန်တော့အာမခံထားပါတယ်เนาะအဲ့ဒါလေးလာပြောပြတာပါဗျာเนาะဒါမန်ပါသီးသန့်ကတ်တွေပါပေါက်ပေးပါဗျာเนาะပေါက်ပေးเนาะငွေချိုလွှဲစရာမလိုပါဘူးเนาะပေါက်ပေးကတ်တွေပါဗျာเนาะခဏအောင်မှငွေလွှဲရမှာဖြစ်ပါဗျာเนาะကဲကိုမလေးလာမဲ့ပတ်လဲအကောင်းဆုံးအောင်မြင်မှုရကြပါစေဗျာเนาะဆောင်းရုံးနဲ့ကတည်းကဆောင်းရုံးလေးရိုက်ဝေးပြရဓာတ်ယူပါကြပါဗျာเนาะကဲ good night ပါဗျာเนาะ good luck ပါဗျာเนาะ good luck week ဖြစ်ပါစေ